ကျွန်တော်ဒီနေ့ပြပေးမယ် DaVinci Resolve ထဲကအသုံးဝင်တဲ့ video effect လေးကတော့ cinematic haze လို့ခေါ်တဲ့ effect လေးပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ video effect bar မှာ cinematic haze ကိုရိုက်ရှာပြီးတော့ကျွန်တော်တို့ note ထဲကိုဆွဲထည့်လိုက်ပြီးရင်ကျွန်တော်တို့ရဲ့ color space ကိုကျွန်တော်တို့လှုပ်ထားတဲ့ color space ဖြစ်အောင်ပြောင်းမယ်ပြီးကြရင်ကျွန်တော်တို့ဒီ cinematic haze ကိုထည့်ဖို့အတွက်ကျွန်တော်တို့ deep map review deep map preview ပုံစံကိုကျွန်တော်တို့အရင်လုပ်ရမှာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘယ်နေရာမှာဒီ effect ကိုပေါ်အောင်ဆိုလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော် 3D space ထဲမှာကျွန်တော်တို့ထည့်ရမှာဖြစ်တယ်ပေါ့နော်သူ့ကိုဟိုလိုပြတ်တောင်းကြီးနဲ့ပြပြတတ်တာကြီးပြက်လို့လည်းမဖြစ်ဘူးဒီ effect ကကျွန်တော်ဘယ်လိုလဲဆိုတော့ကျွန်တော်ရုပ်ရှင်ဆန်နောက်မှာမြူပိုးလေးတွေတို့မိကူမိုင်းလေးတွေလို့ဖြစ်စေတဲ့ effect ဆိုတော့ကျွန်တော်ပြတ်တောင်းကြီးအဲ့လိုတိကြကြီးပြက်နေလည်းမလာဘူးညနာပေါ်မှာလည်းမိကိုလေးတွေကျန်နေရမယ် background တွေမဟုတ်ပဲねကျွန်တော်တို့ဒီ foreground မှာလည်းနည်းနည်းလေးကျန်နေပို့ပြီးအဆင်ပြေတယ်ပေါ့ကျန်တာကတော့ကျွန်တော်တို့လိုချင်တဲ့ဒီမြူကျနေတဲ့ effect လေးကိုကျွန်တော်တို့ကျန်တဲ့ setting တွေနဲ့အလုပ်လုပ်ရတယ်ပေါ့နော်ပြီးရင် library တွေလည်းကျွန်တော်တို့ထည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့သူ့ရဲ့နောက်ကမြူကိုပုံစံလေးတွေမီကိုပုံစံလေးတွေကိုလည်းကျွန်တော်တို့ကအသေးစိတ်ပြန်လဲချိန်ညှိလို့ရတယ်ပေါ့တခုတတိထားမှာဒီကောင်က DaVinci Resolve free version မှာတော့မရဘူး DaVinci Resolve ရဲ့ studio version မှာပဲရတဲ့ effect ဖြစ်ပါတယ်ကဲနောက်ဗီဒီယိုကျရင်ပြန်ဆုံကြတော့